ကျွန်တော်ရဲ့ order လေးဒီနေ့ order သွားပြီးတော့ကျွန်တော်ရဲ့ရော့ရတဲ့စီလေးကိုကျွန်တော်ဒီမှာပဲကျွန်တော်နိုင်ငံကြီးသားပြီးပြီကျွန်တော်လိုတလောက်လေးရော့သွားတဲ့စီပမာဏပဲကျွန်တော်ပြန်လာတဲပါတယ်ဒီနေရာမှာကျွန်တော်ပြောနေတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအရန်အစိုးရအကြီးနေတယ်ဗျအခုမနေ့ကလည်းကျွန်တော်နိုင်ငံတော်ကဒီဝင်သတင်းထုတ်ပြန်တယ်ပေါ့နော်ဗိုလ်ချုပ်စောမင်းထွန်းကရက်40စာစီရှိတယ်ပြီးတော့ကျွန်တော်ရင်းနေသင်းမောတွေလည်းလာနေတယ်ပေါ့နော်အဲဒီတိတ်ဆိတ်မှုပင်မကြောက်ကြဘူးဒီနိုင်ငံတော်ထုတ်ပြန်တယ်ပေါ့ဒီသတင်းအတိုင်းဆိုရင်တို့ဒီလိုတန်းစီတိုးဝေးတာမျိုးတွေထုတ်နေစရာမလိုဘူးဗျပုံမှန်လေးတိုင်းသာထည့်သွားကိုလိုတော်လေးထည့်ကြပါကျွန်တော်တို့နော်အခုဗိုလ်ချုပ်စောမင်းထွန်းထုတ်ပြန်သလိုကျွန်တော်တို့ဒီရက်40စာဆိုကျွန်တော်ပုံမှန်လေးသာထုတ်သွားပေးကြပါပုံမှန်လေးပေါ့နော်ကိုသုံးတော့ပဲထုတ်အမို့လို့မတော်တဲ့အိမ်တော်လည်းမလောက်မှထိုက်ပြအစီဒီစီရလေကျွန်တော်ဒီခုနေရာဒီမှာကျွန်တော်မိဘေးအနေနဲ့စိုးရင်ရတယ်ဗျာနော်စီလောင်တာတွေပါလေမလောင်စေချင်ဘူးအိမ်တလုံးဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်တယ်ပြန်တိဆောက်ဖို့ဆိုတာလွယ်တာမဟုတ်တဲ့အတွက်နော်တင်းကြောင်မီးမလောင်ပါစေနဲ့ဗျပြောနေတာနော်ကျွန်တော်ဆိုရင်ကျွန်တော် order သွားတယ်ကျွန်တော်ကိုရက်ကကျွန်တော်နေအိုးရင်ကလေးကျွန်တော်စီအပြည့်ဖြည့်တာဗျကျွန်တော်သွားပြီးပြန်လာရင်ကျွန်တော်လိုတော့ပဲကျွန်တော်ရော့ဝါစီပမာဏပဲထည့်တာအခုလဲကျွန်တော်စီကိုကျွန်တော်အပြည့်ဖြည့်ထားတဲ့ထဲကနေကျွန်တော်မောင်းသွားတယ်ဒီနေ့ order သွားတယ်ရှေ့ဆန်သွားတယ်အဲ့ဒါနဲ့ပြန်လာတယ်ကျွန်တော်ကတခါတည်းကိုရော့သွားတဲ့ပမာဏပေါ့ဒီ2000ဝန်းနဲ့3000လောက်ရှိမယ်အဲ့ကောင်ပဲထည့်မယ်ဗျအဲ့လိုလေးပဲထည့်မယ်ပြီးရင်ကျွန်တော် order တွေပါလေရ order သွားမယ်ပေါ့နော်ကျွန်တော်လိုတော့လေးပဲကျွန်တော်ထည့်ပါတယ်ဗျစိတ်တကယ်လည်းကျွန်တော်တို့ဒီလိုပဲကျွန်တော်မြန်မာနိုင်ငံသားတွေလည်းကိုလိုတော့လေးကိုသုံးတော့လေးသာထည့်ပေးစီခြင်းတယ်ဗျအဲ့လိုမဟုတ်ပဲဟာဟိုကျွန်တော်တို့ဒီခောက်ကစီစဉ်နေမှာလိုက်ပတ်တန်းအစီတွေလောင်တချို့ဆိုရင်ဒါစီမောင်ဟိုသမားတွေလည်းကျွန်တော်တို့ဒီအဲ့ဒီစီစဉ်ပတ်ဝန်းကျင်မှာမြေမှန်ကောင်းအောင်ဟိုပေါ့တချို့ဆိုင်တွေမှာရှိတယ်အဲ့ဒီဆိုင်ပတ်ဝန်းကျင်မှာအဲ့နာမှာတွေစီတွေပတ်ထုတ်ပြီးတဲသွားကြလူမျိုးလုံးမကောင်းဘူးဗျနော်နိုင်ငံတကာမြင်နဲ့ရှက်စရာပြီးတော့တခြားလူကျွန်တော်တို့ဒီသုံးဆွဲသူတွေတက်တယ်ဒါနစ်နာတယ်ဗျနော်အဲ့လိုစီရောင်းစားဖို့တက်တယ်စီလာမတန်းစီကြပါနဲ့ဗျစီမောင်ခေါ်သမားတွေကိုလည်းဒါနိုင်ငံတော်ကထိထိရောက်ရေးယူပြပေးစေခြင်းနဲ့ဗျဒါမှသာ၄-၅ရောက်လောက်ဆန်ပြောက်လောက်လုပ်လိုက်ဆိုတာစီမောင်ဟိုတွေပျောက်သွားမယ်လို့ထင်ပါတယ်ဗျစီမောင်ခေါ်သမားတွေလည်းပပျောက်မယ်ပြီးနောက်တစ်ခုကကျွန်တော်တို့အိမ်နေမှာဒီစီတိုးလောင်ထားလားမတိုးလောင်ထားဘူးဆိုတာကျွန်တော်မြန်မာနိုင်ငံမိတက်တဲ့ဖွဲ့နဲ့မြန်မာနိုင်ငံရဲ့တက်ဖွဲ့ကကျွန်တော်တို့ဝင်ရောက်စစ်ဆေးရှောင်ဝေတာတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ၄-၅ရောက်လောက်ကိုစံပြအနေနဲ့ကျွန်တော်ထိထိရောက်ဥပဒေအရေးယူမယ်ဆိုရင်တော့ကျွန်တော်တို့ခုလိုစီတွေလာပြီးတန်းတာတွေ